လူတိုင်းကပျော်ရွှင်မှုကိုလိုချင်ကြတာပဲမဟုတ်လားဒါပေမဲ့ဘာလို့လူနေဆိုပဲတကယ်ပျော်ရွှင်နေကြတာလဲကျွန်တော်တို့အားလုံးရှာဖွေနေတဲ့ပျော်ရွှင်မှုကတကယ်ပဲခက်ခဲလုံးလို့လားဒါမှမဟုတ်ကျွန်တော်တို့ရှာဖွေနေတဲ့နေရာမှားလို့လားကျွန်တော်တို့ကကိုယ့်ဘဝကိုသူများဆိုရှယ်မီဒီယာပေါ်ကအကောင်းဆုံးပုံရိပ်တွေနဲ့တွားနိုင်ရှင်နေတတ်ကြပါတယ်သူများတွေဘယ်လောက်အောင်မြင်နေလဲဘာတွေဝယ်နိုင်လဲဆိုတာကြည့်ပြီးကိုယ်မှမရှိတာတွေကိုစိတ်မကောင်းဖြစ်နေတာဟာပျော်ရွှင်မှုကိုကိုယ်လက်နဲ့ကိုယ်ဖျက်ဆီးနေတာပါအနာဂတ်မှာပျော်ရွှင်မှုကိုပုံအပ်ထားခြင်းဘွေရရင်ပျော်ရမှာပဲအလုပ်ကောင်းရရင်ပျော်ရမှာပဲပတ်စံအများကြီးရှိမှပျော်ရမှာပဲဆိုပြီးပျော်ရွှင်မှုကိုအခြေအနေတစ်ခုခုအပေါ်မှာပုံအပ်ထားတတ်ကြပါတယ်အဲ့ဒီအချိန်ရောက်သွားရင်လည်းနောက်ထပ်လိုချင်တာတစ်ခုပေါ်လာပြန်ရောအဲ့ဒီအချိန်မှာလက်ရှိအချိန်မှာပျော်ဖို့မေ့နေကြတာပါအတိတ်ကိုဆွဲကင်ထားခြင်းပြီးခဲ့တဲ့အမှားတွေနာကျင်မှုတွေကိုတောက်လျှောက်ပြန်တွေးနေရင်လက်ရှိမှာပွင့်လန်းနေတဲ့ပျော်ရွှင်မှုကိုမြင်နိုင်စွမ်းမရှိတော့ပါဘူးပျော်ရွှင်မှုအစစ်မှန်ဆိုတာပါလေတကယ်တော့ပျော်ရွှင်မှုဆိုတာပန်းနိုင်တစ်ခုမဟုတ်ပါဘူးအဲ့ဒါခီးစဉ်တစ်ခုပါကျွန်တော်တို့ကပျော်ရွှင်မှုကိုအပြင်လောကမှာလိုက်ရှာနေကြပေမဲ့တကယ်တော့ပျော်ရွှင်မှုဆိုတာကျွန်တော်တို့ရဲ့ mindset အတွေးခေါ်ထဲမှာရှိတာပါကိုယ်မှာရှိတာလေးတွေကိုကျေးဇူးတင်တတ်တဲ့စိတ်ရှိရင်သူတစ်ပါးကိုကူညီတတ်ရင်ကိုယ့်ကိုယ်ချစ်တက်လာရင်ပျော်ရွှင်မှုကအလိုလိုရောက်လာတာပါမိမထားပါနဲ့ပျော်ရွှင်မှုဆိုတာသူများတွေပေးမှမဟုတ်ပါဘူးကိုယ့်ကိုယ်ကိုပဲပေးရမှာပါ